အားလုံးပဲမင်္ဂလာပါ Essential Skill for Teenager Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ product design တွေရေးဆွဲတဲ့နေရာမှာအလုံးကုန်မှာအသုံးဝင်တဲ့ share technique လေးတွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး custom size ဆဲကနေစာရွက်အလွတ်တစ်ခုခေါ်လိုက်ပါမယ်ဒါဆိုရင် element တွေကနေ product တစ်ခုခုပုံကိုယူလိုက်ရအောင်အမားကတော့ bottle ဆိုပြီးရိုက်ရှာကြည့်လိုက်မယ်ဒီထဲကဒီ plane လေးကိုယူလိုက်မယ်နော်အရင်ဆုံးသူ့ရဲ့ background ကို remove လုပ်လိုက်မယ်မှတ်မိကြသေးတယ်ဟုတ်အပေါ်က BG remover ဆိုတာလေးနဲ့ remove လုပ်တာနော်အခု background remove လုပ်လို့ပြီးသွားပါပြီသူ့ကို shadow ထည့်ချင်တယ်ဆိုရင်လည်းလွယ်ပါတယ် element ထဲမှာ shadow ဆိုပြီးရိုက်ရှာလိုက်နော်ကဲဒီထက်က shadow လေးတစ်ခုကိုယူလာပြီးတော့ပလင်းအောက်ခြေမှာထားလိုက်မယ်ဒါကတော့ပထမဆုံးတစ်ခု floating shadow လို့ခေါ်ပါတယ်ဒါလေးကတော့လေးပေါ်မြောက်နေတဲ့ပုံစံလေးပေါ့နော်ကဲနောက်ထပ်တစ်ခုသွားကြပါမယ်အခုနောက်ထပ်ပလင်းတစ်ခုထပ်ရှာပြီးတော့ element တွေကပဲပလင်းလေးတစ်လုံးယူလိုက်ပါမယ်နောက်တစ်နည်းကတော့အပေါ်ကဘားတန်းထဲက edit ထဲကနေသွားပါမယ်အောက်မှာ shadow ဆိုပြီးတော့သူ option လေးတွေပေးထားတာရှိပါတယ်ဒီမှာဆိုရင် drop ကိုအရင်ရွေးကြည့်လိုက်မယ်နော်သူ့ကိုတစ်ချက်နှိပ်ကြည့်လိုက်ပြီးဆိုရင်ထပ်ပြီးချိန်ကြီးလို့ရတဲ့ setting တွေပေါ်လာပါလိမ့်မယ်မောင်းဘယ်လောက်ထားမလဲပြီးတော့ angle ဘယ်ရှုထောင့်ကနေပြီးတော့အရိပ်ကြမလဲ distance ဘယ်လောက်အကွာအဝေးကနေအရိပ်ကြမလဲ intensity shadow ရဲ့အရိပ်ကိုလင်းမာလားဖြော့မာလားဒါမျိုးတွေချိန်လို့ရပါတယ်ပြီးတော့ color မှာဆိုရင်လည်းကိုယ့်ရဲ့ shadow ကဘာရောင်ဖြစ်မလဲဆိုတာကိုစိတ်ကြိုက်ချိန်ကြီးလို့ရသေးတယ်နော်ဒီနီလန်းလေးကိုတော့ drop shadow လို့ခေါ်ပါတယ်နောက်ထပ် technique တစ်ခုကိုသွားကြပါမယ် main ကလေးတစ်ယောက်ပုံလိုချင်တာမလို့ element ထဲမှာပဲ girl ဆိုပြီးရိုက်ရှာလိုက်ပါမယ်မတ်တက်ရက်နေတဲ့ပုံလေးလိုချင်တာမို့ stand ဆိုပြီးထည့်ထည့်လိုက်မယ်နော်ဒီထဲကဒီပုံလေးကိုရွေးလိုက်ပါမယ်ပြီးတော့ background လေးဖြောက်ချင်တာမို့ BG remover လေးကိုနှိပ်လိုက်ပါမယ်သူ့ကို duplicate ပွားလိုက်ပါမယ်ဒုတိယပုံလေးကို slam လိုက်မယ် edit ထည့်သွားမယ် adjust ဆဲဝင်ပြီးတော့ brightness တွေကိုအောက်ဆုံးထိလျှော့မယ် contrast ကို100ထိတင်လိုက်မယ် highlight ကိုချပါမယ် shadow ကိုလည်းအောက်ဆုံးထိချလိုက်ပါမယ်နောက်တစ်ခါ app ထဲကိုသွားပြီးတော့ skew ဆိုပြီးရိုက်ရှာလိုက်ပါထိတ်ဆုံးမှာပေါ်နေတဲ့ skew image ဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာရောက်လာပြီပေါ့နော်ဒါဆိုရင်သူ့ကို horizontal တိုင်းလား vertical လားဆိုတာကိုစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ကိုယ်စိတ်ကြိုက်ရသွားပြီဆိုရင် add to design ဆိုတာလေးကိုနှိပ်လိုက်ပါဆိုင်လေးနည်းနည်းကြီးမယ်ပြီးတော့ position ထဲကနေ to back ကိုနှိပ်ပြီးတော့နောက်ဆုံးကိုပို့လိုက်ပါမယ်နည်းနည်းလေး rotate လုပ်ပြီးတော့ natural ဆန်အောင်ချိန်ကြီးကြည့်နော်ပြီးတော့ edit ထဲကိုပြန်သွားမယ် tools လေးတွေရဲ့အောက်မှာရှိတဲ့ CO ကိုနှိပ်ပါမယ်အဲ့ဒီထဲကမှ blur ကိုရွေးပြီးတော့နည်းနည်းဝါလိုက်ပါမယ်အခုဆိုရင် shadow လေးကပို့ပြီးတော့မှ natural ဆန်သွားပါပြီဒီ technique လေးကို cast shadow လို့ခေါ်ပါတယ်အခုဗီဒီယိုကိုကြည့်နေတဲ့မောင်လေးတွေညီမလေးတွေရောဘယ် technique ကိုအကြိုက်ဆုံးလဲကိုယ်တိုင်စမ်းကြည့်ပြီးတော့ comment ထဲမှာရေးခဲ့ပေးပါအောင်နော်နောက် episode တွေမှာလည်း Canva မှာ tools တွေကို professional ဆန်ဆန်ဘလို့အသုံးပြုလို့ရမလဲဆိုတာကိုဆက်လက်တင်ဆက်ပေးသွားအောင်ပါမလို့ channel လေးကို like and subscribe လုပ်ထားဖို့ဖိတ်ခေါ်လိုက်ပါရရှင်